လူတိုင်းက Bitcoin ကိုဘယ်တော့မှမရောင်းနဲ့လို့ပြောကြပါတယ်။ဒါပေမဲ့ဒီလူတယောက်ကအမြင့်ဆုံးဈေးမှာ Bitcoin ကိုရောင်းလိုက်ပါတယ်။လူတွေကသူ့ကိုမိုက်မဲတယ်လို့ပြောကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာ तू ကပို့ပြီးတော့ချမ်းသာသွားခဲ့ပါတယ်။ဒီဇလန်ကအမှန်တကယ်ဖြစ်ခဲ့တာပါ။ဒါပေမဲ့လူအများကမသိကြပါဘူး။2019ခုနှစ် Bitcoin ဈေးကအရန်အမြင့်ကိုတက်နေတဲ့အချိန်ပေါ့။ Crypto community တစ်ခုလုံးကဟိုးလောက်ထားမရောင်းနဲ့တသိန်းမဟုတ်တသိန်းထက်တောင်ကြော်လိုက်မယ်လို့ပြောနေကြပါတယ်။ဒီဇလန်ရဲ့အဓိကလူက Bitcoin ကိုစောစောကလေးကဝယ်ထားပြီးတော့အမြက်အရန်ရနေတဲ့သူဖြစ်ပါတယ်။သူတငယ်ချင်းတွေ Trader တို့ YouTube တို့စတဲ့ social media တိုင်းကသူ့ကိုပြောတယ်မရောင်းနဲ့မင်းမားမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီလူကလူအများကြီးလို့မတွေးဘူး။ तू ကစဉ်းစားတယ်လူတိုင်းကလောဘကြီးတာတွေဖြစ်လာလိမ့်မယ်။အရန်ယုံကြည်လွန်းတာတွေဖြစ်လာကြပြီးတော့အဲ့ဒီအချိန်မှာ risk ကအရန်ကြီးလာလိမ့်မယ်။ဒါနဲ့ပဲ Bitcoin ကိုအမြင့်ဆုံးဈေးနဲ့အဲ့ဒီအချိန်မှာရောင်းလိုက်ပါတယ်။လူတွေကသူ့ကိုအရန်ဝေဖန်ကြတယ်မင်းကဘဝကိုပြောင်းလဲသွားစေမဲ့ပတ်စံကိုလက်လွတ်လိုက်တာမင်းကအနာဂတ်ကိုမမြင်ဘူးဆိုပြီးပြောကြပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်သွားလဲ2018မှာ crypto market crash ဖြစ်သွားပါတယ် Bitcoin ဈေးက80%ထက်ပိုပြီးတော့ကျသွားပြီးတော့ဟိုးလုတဲ့သူတွေကအမျက်တွေအားလုံးပြန်ဆုံးရှုံးသွားကြပါတယ်ဒါပေမဲ့ဒီလူကသူရောင်းထားတဲ့ပတ်စံတွေပဲ business အသစ်တွေဝင်လုပ်တယ် property တွေဝယ်တယ်တခြား investment တွေချထားတယ်နောက်ဆုံးမှာ crypto ဟိုးလုတဲ့သူတွေထက်ပိုပြီးတော့ချမ်းသာသွားခဲ့ပါတယ်ဒီဇလန်လေးကဘာတွေတင်ပေးသွားလဲခရစ်တိုမှာလူများပြောတာအမြဲမှန်တယ်လို့ယူဆလို့မရပါဘူးဟိုးလောက်တယ်ဆိုတာ strategy တစ်ခုပါဒါပေမဲ့ဘယ်ချိန်မှာထွက်ရမလဲဆိုတာပို့ပြီးတော့အရေးကြီးပါတယ် smart investor ဆိုတာ emotional ကိုမလိုက်တဲ့သူဖြစ်ပါတယ်ပြီးတော့ Solana မှာ crypto class ကိုအစုံနဲ့တင်ပေးနေတာတင်သိပြီလားခရစ်တိုအကြောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဖွင့်ပေးထားတာဖြစ်ပြီးတော့တစ်ယောက်ကို9000နဲ့9ရက်တိတိတင်ပေးမှာဖြစ်ပါတယ်အခုလာတက်မယ်ဆိုရင်လည်း Solana မှာရှိတဲ့ crypto video class channel ကိုလည်းလက်ကားပေးတော့မှာမို့လို့တက်ချင်တယ်ဆိုရင် Telegram link ကိုအောက်မှာပေးထားပါတယ်လာဆက်သွယ်လို့ရပါတယ်ဒီလိုမျိုးအမှန်တကယ်ဖြစ်ခဲ့တဲ့ crypto ဇာတ်လမ်းတွေကိုနားထောင်ကြလို့ရှိရင်နောက်ရဲ့ Solana page ကို like လုပ်ထားပါ subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်